္ဂလာပါဗျကျွန်တော်ကိုနိုင်ပါဒီနေ့မှာတော့ကျွန်တော်တို့ထိုင်းနိုင်ငံမြောက်ပိုင်းရဲ့အလှဆုံးလမ်းမတွေဖြစ်တဲ့မဲဟောင်ဆောင်လူကိုစတင်ချီတက်ခီးဆက်တော်မှာဖြစ်ပါတယ်ခင်ဗျဒေဝအနေနဲ့ကတော့ဘန်ကောက်တူတက်ခရိုင်ကိုကီလိုမီတာ430ကျော်ကျွန်တော်တို့မောင်းနေမှာဖြစ်ပါတယ်ဒီခီးစဉ်ကိုကျွန်တော်တို့နဲ့ဒီလိုလိုက်ပါကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ပါတယ်ဗျာမဲဟောင်ဆောင်လူကစီးကျင်တာတော့ကြာပြီကြားလဲကြားဘူးတယ်၊ကွေပေါင်းလဲ4000ကျော်တယ်အဲ့ဒီအကွေကိုစီးရဖို့လဲရမ်းရင်ခုန်တယ်ပေါ့နော်လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းက very excited ဆောင်ရပြောတာပေါ့ဒီမဲအောင်ဆောင်ဒီချင်းမိုင်ဘက်ကိုသွားကျင်နေတာကြာပါပြီတကယ်ချင်းနဲ့စုနေတာလည်းကြာပါပြီညီကိုနဲ့လည်းပြောပါစီးရမှာဆိုတော့ရင်ခုန်တာပေါ့နော်စင်းတက်လည်းဖြစ်တယ်ပေါ့ဒီဘက်ကိုလာစီးရတယ်ဟုတ်အဲ့တော့ရင်ခုန်နေပါတယ်ဟုတ်ကွေ4000ကျော်တွားဖို့စီးဖို့ကိုတော်တော်လေးကိုတော့ရင်ခုန်တာပေါ့အခုကတော့ကျွန်တော်တို့ဒီဘန်ကောက်တူတက်ပေါ့နော်အဲ့ဒီကိုကျွန်တော်မောင်းနေတဲ့လမ်းမှာတဝက်လောက်တော့ရောက်သွားပြီဗျအခုကျွန်တော်တို့ထမင်းစားခြင်းရောက်ပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဆိုင်လေးမှာခဏနားပြီးတော့ကျွန်တော်တို့ဖွဲ့သားတွေထမင်းစားမှာဖြစ်ပါတယ်ဒီတော့အခုဘန်ကောက်ကနေပြီးတော့ကျွန်တော်တို့ဒီတက်ကိုလာတဲ့လမ်းပေါ့နော်လမ်းတစ်လျှောက်မှာမောင်းရတာကိုပြင်းနေတယ်ရမ်းစင်ပြေတယ်စင်ပြေတယ် save လည်းဖြစ်တယ်ရှေ့က instruction တွေလည်းကောင်းတော့ကိုရီမောင်းရတာတော်တော်စင်ပြေလမ်းတွေလည်းမိုက်တယ်လမ်းတွေလည်းမိုက်တယ်ဆိုင်ကယ်တွေလည်းမိုက်တယ်သူစီးပြီးပတ်နိုင်ရတော့မိုက်မိုက်တယ်ပါလာတွေကောင်းတာပါလေအဲ့ဒါတော့တကယ်ရေးကြီးတာအခုဆိုရင်တော့ကျွန်တော်တို့ဘန်ကောက်ကနေပြီးတော့မဲဟောင်ဆောင်ခီးစဉ်ပေါ့နော်အဲ့ဒီခီးစဉ်မှာကျွန်တော်တို့ day 1အနေနဲ့ဘန်ကောက်ကနေတက်ကိုကျွန်တော်တို့မောင်းနေခဲ့ပါတယ်ဒီနေ့ day 1တနေ့တာတော့ကျွန်တော်တို့နားနေမဲ့ဟိုတယ်ကိုရောက်ရှိပါပြီ day 1တနေ့တာတော့ပြီးဆုံးပါပြီခင်ဗျာလူကန်သားလည်းဆိုလို့တဲ့ငတ်နေတဲ့ကောင်တော့တော်တော်ပြစ်နေတာလူတဲ့မှာငတ်နေပါတော့ချက်နေရသေးလို့တဲ့စပေါ်တော်တစ်ပြက်ဝင်နေစပေါ်ဘူးတစ်ပြက်လောရတယ်ဒီလိုရဲ့ရှင်းမှာကြားတာဒီလိုရဲ့ရှင်းမှာပူအားပူနေလာပါဘလို့လဲချင်းလေးပါပြောပါဦးချင်းလေးကောင်းတယ်ချင်းလေးကောင်းတယ်အခုလေးဘာမှမစားငတ်နေပြီဖိုက်တင်စားနေပြီလို့ကျွန်တော်တို့အခုဒင်နာစားပြီးတော့အခုဟိုတယ်ကိုပြန်มาဖြစ်ပါတယ်မင်္ဂလာပါဗျဒီနေ့ကတော့ကျွန်တော်တို့ရဲ့ဒုတိယမြောက်နေ့ဖြစ်ပါတယ်ဗျဒီနေ့မှာဆိုရင်ကျွန်တော်ထိုင်းနိုင်ငံတက်ခရိုင်ကနေပြီးတော့ကျွန်တော်တို့ထိုင်းနိုင်ငံရဲ့အမြင့်ဆုံးတောင်ထိပ်ဒွိုင်းတနုံကိုကျွန်တော်တို့တက်ကြမှာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့တက်ကနေပြီးတော့ဒွိုင်းတနုံပေါ့နော်တောင်ပေါ်သွားနေတဲ့လမ်းမှာပါအခုစီထည့်ရတာဆိုရင်2ဆိုင်လောက်ကကျွန်တော်တို့စီ95လုံးဝမရပါဘူးအခုဒီဆိုင်မှာတော့95ရတယ်ပေါ့နော်အခုစီထည့်ဖို့ကျွန်တော်တို့တန်းစီနေပါတယ်ကျွန်တော်ခီးစင်မှာတော့အခုကတော့ကိုနိုင်လုံးနဲ့တွားရတဲ့အတွက်တော်ပျော်ရွှင်မှုရှိတယ်လမ်းအနေထားဘာအနေထားတခြားစီတော့မှဘူး
အခုဆိုရင်ကျွန်တော်တို့ဒွိုင်းတနုံသွားနေတဲ့လမ်းပေါ်မှာပေါ့နော်လမ်းပေါ်မှာအခုရောက်ဖို့ဒွိုင်းတနုံရောက်ဖို့တနိုင်လောက်လိုသေးတယ်အခုကျွန်တော်တို့ရဲ့တကယ်ချင်းအားလုံးဒီမှာစုပြီးတော့ထမင်းစားကြမှာဖြစ်ပါတယ်ထမင်းစားနားကျင်ရောက်ပါပြီ ไก่กะเพรา จะไก่กะเพราครับกะเพราสองไข่ดาวหนึ่ง สอง ဒီနေ့နေနေအဲ့လိုရောက်အခုဆိုရင်ကျွန်တော်တို့ထိုင်းနိုင်ငံရဲ့အမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ဒွိုင်းတနုံတောင်ကိုစတက်နေပါပြီကျွန်တော်ဒီနေရာမှာတော့လက်မှတ်ပေါ့နော်တိကက်ဝယ်ရပါတယ်နိုင်ငံခြားသားတယောက်အနေနဲ့တယောက်ကို300ပေးရပြီးတော့ဆိုင်ကယ်တစ်စီးကတော့20ပေးရပါတယ်320ကျပါတယ်ဂျာတီတို့ကအခုဘယ်လိုနေလဲကို အားမိုက်တယ်ကလောပဲမိုက်တယ်စိတ်စိတ်လေးအခုဒီမှာဂျက်ကင်ဝစ်လိုက်ပြီပထမတော့ဂျက်ကင်ပေါတိုင်းဖြုတ်လာတာအဲ့လေ တောင်းပေါ်မှာပိုအေးပဲအခြေအနေရှိရ ဟုတ် တော့ ပါတော့အေးပါမယ်ရပါပိုအေးမယ် ကလောလိုလေပဲ အခုဆိုရင်တော့ပြကျွန်တော်တို့ကထိုင်းနိုင်ငံရဲ့အမြင့်ဆုံးတောင်ဖြစ်တဲ့ဒွိုင်းတနုံတောင်ပေါ်ကိုရောက်နေပါပြီဗျဒီတောင်ဟာဆိုရင်တော့ပြပင်လယ်ရင်းမြစ်နာပြင်အထက်2565မီတာခန့်မြင့်ပါတယ်ခင်ဗျအပူချိန်ကတော့အခုကတော့14ဒီဂရီဆဲလ်စီယပ်ပဲရှိပါတယ်ခင်ဗျကျွန်တော်တို့ခဏနေကြလို့ရှိရင်ဒီဒွိုင်းတနုံတောင်ပေါ်ကနေပြီးတော့ဒီနေ့ညအိတ်ဆက်အနားယူမဲ့နေရာကတော့ကျွန်တော်တို့ချစ်စရာကောင်းတဲ့ရွာလေးဖြစ်တဲ့မက်ကပောင်ဆိုတဲ့ရွာလေးဖြစ်ပါတယ်။အဲ့ရွာလေးကိုဆက်လက်ပြီးကျွန်တော်တို့ခီးဆက်ကြမှာဖြစ်ပါတယ်အခုဆိုရင်တော့ဒွိုင်တန်နိုကနေပြီးတော့ကျွန်တော်တို့မက်ကပောင်ရွာလေးကိုကျွန်တော်တို့ဓာတ်တိုက်ပေါ့နော်စက်တိုက်မောင်းလာခဲ့တာအခုဆိုရင်တော့ကျွန်တော်တို့နားမဲ့ဟိုတယ်ကိုတော့ရောက်ပါပြီကိုနေကျွန်တော်တို့အခုဒွိုင်တန်နိုတောင်ပေါ်ကနေပြီးတော့မက်ကပောင်ရွာလေးကိုပေါ့နော်ဓာတ်တိုက်မောင်းလာခဲ့တာခန်းစားချက်လေးဘယ်လိုရှိလဲပြပြပြလမ်းမိုင်းတွေတော်တော်မိုက်တယ်မောင်းရတာရတာအရန်ရှိတယ်အခုဒီဘက်မက်ကပောင်လမ်းမိုင်းလေးရလဲဆိုလို့ချင်းလေတကယ်ကြီးလက်ဒေတာလမ်းလိုမျိုးလေးနဲ့အရန်မိုက်တယ်ကျွန်တော်ကြိုက်တယ်ဒီအောင် ဂျာတီလူတွေရတယ် ဂျာတီလူလည်း fine အေးလူလေးပဲနားရပါရဲ့ကျွန်တော်အခုဆိုရင်မက်ကပောင်ရွာလေးကိုရောက်နေပါပြီရွာလေးကအခုဂျာတီလူကလည်းအေးလေးနဲ့အရန်မိုက်ပါတယ်ကျွန်တော်အခုဒီမှာဒင်နာစားမယ်တချို့ဆိုင်တွေဆိုရင်တော့ဗျာ9နာရီလောက်ဆိုပိတ်ကုန်ပြီဆိုင်ကတော့တိတ်အများကြီးတော့မရှိဘူးညပိုင်းမှာပေါ့နော်ကိုလို့ဒီကလည်းငါကြိုက်ရမပြောရဲကျဲပါလို့ပြောလိုက်ပါကိုယ်လည်းမရအတော့တယ်ရနောက်ပိုင်းအတော့တယ်မရတော့ဘူးဘိုးကြီးတို့ကြီးလည်းမရတော့ကိုရင်းနဲ့စိတ်တူကိုတူဆိုတော့အားလုံးကဒီလေဖိုင်းစိတ်တူကိုတူတယ်မဟုတ်လက်ရည်ပါတူတယ်ပေါက်ပြက်လောက်တာလည်းတူတယ်အကုန်တူတာအားလုံးဖိုင်း